နောက်နေ့သူရဲ့မွေးကင်းစားကလေးပေါ်မှာချာစတာတက်ပြီးမှန်းပြီးနေခဲ့တယ်။သူရမထိတ်လန့်သွားပြီးတိထက်ပိုပြီးတင်းမခံနိုင်တော့ဘူး။အဖိုးကြီးစီကိုထပ်သွားခဲ့တယ်။ဒီတော့ဟာရှက်ရက်တင်ကအိန္ဒိယလူမျိုးတွေနေထိုင်ခဲ့တဲ့နေရာဖြစ်တဲ့နောက်ပိုင်းမှာတော့ကမြင်မတန်းတော့ပဲတခုခုရပိုင်ဆိုင်ဖြစ်နေဇော်သေးထားမိကြရကြောင်းဆွန့်ခွာခဲ့ကြတယ်။ပြီးတော့ဒီနေရာကိုလည်းပိတ်ဆို့ထားခဲ့ကြတယ်။လူ့စိတ်မထရတတိပေးချက်အတိုင်းပဲမြေကပုံနေရပေါ့။မရနာမီကနေပြန်သက်ရှင်လာတဲ့ကြောင့်ဟာတမိသားစုလုံးဒုက္ခပေးနေအောင်တရားတော့အဖိုးကြီးကတကယ်ပဲနောင်နှရခဲ့တယ်။လူဝစ်ကကြောင်စီထိုးတပ်ဖို့လုပ်ခဲ့ပေမဲ့သူမလုပ်နိုင်ခဲ့ဘူး။ထားကြောင့်တနေရာမှာသူဆုံးဖြတ်ခဲ့တယ်။တဲလေးရဲ့ကုန်းလေးပြင်းမှုနေမှာကြောင်လေးထွက်သွားအကြောင်းမပြောမရှင်ဖြစ်နေတဲ့တမီဖြစ်သူကိုလူဝစ်ကအယုတ်လေးတယောက်လက်ဆောင်ပေးတယ်။ရုပ်တရက်အဲ့ဒီက charge ကိုလမ်းမြင်လာရအကြောင်းပြေးသွားခဲ့တယ်။ဒီအချိန်မှာပဲလောင်စာစီးတဲ့လာတဲ့ကားကြီးကရုပ်တရက်ဘိန်းချော်ပြီးနောက်ဘေးတစ်ခုလုံးကအဲ့ဒီရဲ့ကုန်းလေးပြင်းမှုနေကိုစောင့်တက်ပေးလိုက်ပါတယ်။တမီဖြစ်သူရဲ့ဆာမနာပဲပြီးတော့အလောင်းလူဝစ်တို့နေရာလုံးဟာအဖြစ်ပြက်တွေကိုလက်မခံနိုင်သေးဘူး။ဒါကြောင့်သူဟာမာယူပြဆန်တဲ့ဆုံးဖြတ်ချက်ကိုလုပ်ဖို့ကြိုးစားခဲ့တယ်။အရင်ဆုံးသူမိမရီချယ်ကိုသူမိဘရဲ့စီပြန်လို့တယ်။အဖိုးကြီးစီသွားပြီးသူသမီးကိုပြန်လို့ချင်းဆောင်ပြောတယ်။ဒါကမာယူပြဆန်တဲ့လိုရဲ့ဖြစ်ပြီးအလီကိုငြိမ်းချမ်းစေမှာမဟုတ်ဘူးလို့အဖိုးကြီးကတိတိပေးခဲ့ပေမဲ့လူဝစ်ကလက်မခံဘူး။ချက်ချင်းမဲ့တင်းခိုင်းမီကိုပြေးသွားတယ်။အလီရဲ့ကူကိုတူပြီးမနက်လာမီကိုတဲသွားတယ်။ထုံးစံတိုင်းတောင်ကုန်းရဲ့တနေရာမှာအလီကိုထမ်းမြောက်တယ်။နောက်တနေ့မနေ့ရောက်ရင်အရာအလုံးဟာပုံဝင်ပြင်းပစ်သွားမယ်လို့ယုံကြည်ရတဲ့ပေါ့။မရနာမီဟာပြန်သူ့အိမ်ကိုပင်ရောက်ချင်းပါပဲ။တိန်လုံးချာရုံနဲ့ပီချန်နေရာကိုတွေ့ရတယ်။ချီယာရီခေါ်ဆောင်စီကိုတူလိုက်သွားခဲ့တယ်။ဒီအချိန်မှာတော့လူဝစ်ကအကြောက်တရားတွေစိုးရင်ပူပန်မှုတွေမျောလင်းချက်တွေမျက်နှာမှာပြင်းနေခဲ့တယ်။ချီယာရဲ့အစုံလိုက်ကောက်ဖွင့်လိုက်တဲ့အခါမှာတော့ဒိတ်ဆက်နေတဲ့ဖုန်းတစ်ခုတွေ့ရတယ်။ရုပ်ပြင်းဆိုသလိုပဲနောက်ကနေအတန်တစ်ခုကြားလိုက်ရတယ်။ Daddy မရနာမီကနေပြန်လို့ထလာတဲ့အဲလီဟာညက်ပတ်ပြေးပွားနေရတဲ့။လျင်ကသူ့ရဲ့အကြောင်းလေးချလို့ပေါ့။လူဝစ်ကကိုရန်ရေချိုးတဆင်ပေးတဲ့ပေမဲ့အဲလီရဲ့ခန္ဓာကိုယ်ကအခုချိန်မှာလူတွေတကောင်ထပ်ပွားပဲ။အဲလီရဲ့ခေါင်းမှာလည်းချိုးရကြီးရှိနေတော့မယ်။သူ့ရဲ့ငွေနဲ့မှာချတ်ကိုရုပ်တရက်တွေ့လိုက်တယ်။ပြီးတော့ Twist ကားတစ်စီးကိုတွေ့ရတယ်။ပြီးကြတော့အရာလုံးမောင်ကျသွားတယ်လို့အဲလီကပြောပြတယ် I'm dead. လူဝစ်ကမဟုတ်ပါဘူးလို့ပြောခဲ့ပြီးအဲလီနဲ့သူကအေးဖို့လုပ်ခဲ့တယ်။သူမျက်နှာမှာရှိတဲ့ပျော်ရွှင်မှုတွေဟာအခုချိန်မှာတော့ကြားမှုတွေပြပြောင်းလဲသွားပြီဖြစ်တယ်။ရီချယ်ကတမန်လုံးလူဝစ်ကိုဖုန်းခေါ်များအောင်ပိုကြီးစီကိုကူညီတောင်းပြီးသူ့ကိုသွားကြည့်ခိုင်းတယ်။တကားကျွန်းနေအောင်မှာပဲလူဝစ်တကူကူမူမမနာကိုအပိုကြီးတတိခါမိသွားတယ်။သူအိမ်ပြန်ရောက်တော့မဖိတ်ထားတဲ့ဧည့်သည်တရားရောက်နေတယ်။ချက်ချင်းပဲအသိဆောင်ထားတဲ့တနက်ကိုထုတ်ပြီးအပေါ်တက်ကြည့်ရဲ့။သူမိမရောင်ဆောင်ထားတဲ့အလီဟာရှင်လူဝစ်ကိုမရနာမီရဲ့အကြောင်းပြောပြခဲ့လို့ကျမတို့မငြင်းချမ်းရလား။ရှင်းတော့လည်းသူတို့ခေါ်သွားမယ်လို့ပြောပြီးအဖိုးကြီးကိုထားတဲ့ချက်ပေါင်းများစွာထိုးခဲ့တယ်။လူဝစ်မမျောလင်းထားတာကရီချယ်ကကားလိုက်ပြီးသူ့စီပြန်လာခဲ့ရပါပဲ။ရီချယ်ကတေရွာကပြန်လာတဲ့သူသမီးကိုမြင်လိုက်တဲ့အခါမှာတော့တုံလုံးချချသွားခဲ့တယ်။လူဝစ်ကမရနာမီရဲ့အကြောင်းကိုရှင်းပြခဲ့ပေမဲ့လက်မခံနိုင်ခဲ့ဘူး။သူ့ကိုပြစ်ဖက်တဲ့အလီကိုလက်နဲ့တောင်မထိရဲခဲ့ဘူး။ရီချယ်ကြောင့်လည်းစားနဲ့အပေါ်တက်ပြေးတယ်။လူဝစ်တို့နားချခဲ့ပေမဲ့ဒါကပုံမှန်မဟုတ်ဆိုတာသူသိနေခဲ့တယ်။အပြင်ဘက်မှာအဲ့ဒီထွက်ပြေးသွားတာကိုကြားလိုက်ရတော့လူဝစ်ကချက်ချင်းပြေးလိုက်ရှာတယ်။အဖိုးရင်ကိုဝင်ကြည့်တော့အဖိုးကြီးအသက်မရှိတော့ကိုတေးလိုက်ရတယ်။သူအမိုင်းမသွားရဆိုလားလမ်းမထန်ချင်းပဲလက်ခံလိုက်ရတယ်။ဒီအချိန်မှာအဲ့ဒီကဓာတ်ဆောင်ကိုယူပြီးအမိဖြစ်သူကိုတောက်ဖို့လုပ်တယ်။ပန်းငယ်ကိုဘင်းပေါက်ကနေချပြီးအကူစင်းပွဲလုံးမှာနောက်ကနေထားနေထိုးခန့်လာရတယ်။ Remember when Daddy said there was nothing after this? Well, he was wrong. But it's not heaven. အဲ့ဒီကအမိဖြစ်သူကိုမရနာမီကိုခေါ်ထားပြီးမြုပ်ဖို့လုပ်တယ်။လူဝစ်တို့လို့ရှာဖို့ဒိတ်ဆန်တင်ငန်းကိုဖြတ်တဲ့အချိန်မှာပဲအဲ့ဒီကသူ့ကိုတောက်ဖို့လုပ်တယ်။ When you married me! နောက်ဆုံးမှာတော့လူဝစ်ကသူ့ကိုယ်တိုင်တပ်ပြန်သွင်းပေးတဲ့တမီဖြစ်သူကိုသူ့လက်နဲ့ပြန်တန်းရတော့မယ်။ချိန်မှာနောက်ကနေရုပ်တရက်နောက်ဆုံးမှာတော့မရနာမီကပြန်လာခဲ့တဲ့လူဝစ်ကတားလေးကသူ့တားငယ်လေးကိုပြန်လာခေါ်ခဲ့တယ်။အချိန်မှာတော့အဲလီယိုတမီတာစလုံးဟာထာရတူနေခိုင်တောင်းနိုင်ကြတော့မှာဖြစ်ပါတယ်။